မိတ်ဆွေတို့ရေဒီပုံထဲကအသီးကိုတေချာကြည့်လိုက်ပါဦးဒါပါလဲကြက်သွန်သီးလားကြက်သွန်သီးလို့တစ်ခါမှမကြားဘူးနော်တကယ်ကိုအထူးဆန်းပဲဗျာကြက်သွန်ဆိုရင်ကျွန်တော်တော့ဥလာပဲမြင်ဘူးတယ်အပေါ်မှာအပွင့်ပွင့်တာအဲ့လောက်ပဲမြင်ဘူးတယ်ဗျာအခုဟာကအပေါ်မှာအသီးသီးနေတာဗျာတော်တော်ကိုထူးခြားတဲ့အပင်ပဲတို့ဒေတာမှာတော့ဒီပင်မျိုးတစ်ခါမှမမြင်ဘူးနော်ဒီကောင်ကိုသူတို့အခေါ်ကတော့ Egyptian Hawken Onion လို့ခေါ်တာလေဗျာသူ့ရဲ့နာမည်မှာ Hawken လမ်းလျှောက်ခြင်းဆိုတာဘာလို့ပါလာတာလဲဒီပင်ဟာအစိတွေနဲ့မျိုးပွားတာမဟုတ်ပဲသူ့ပင်စီထိတ်မှာပေါက်တဲ့သီးတဲ့ဒီလိုကြက်သွန်ဥနီအသေးလေးတွေနဲ့မျိုးပွားတာပါဒီကြက်သွန်အသီးလေးတွေကကြီးလာပြီးအလေးချိန်ကြောင့်အောက်ကိုပြုတ်ကြရာကနေအမြင့်တွယ်ပြီးနေရာအသစ်မှာထပ်မံပေါက်ရောက်တာပါအဲ့ဒီတော့အပင်တစ်ကလေးတစ်ခါပြန်ဖြစ်တာပေါ့ဒါကြောင့်နေရာရွှေ့ပြီးလမ်းလျှောက်နေတယ်လို့ဖြစ်တာပေါ့ဗျာဒီကြက်သွန်ပင်ကလည်းရိုးရိုးတာမန်ကြက်သွန်ပင်နေလိုပါပဲအလွန်အဖို့တန်ပါတယ်နော်သူ့ရဲ့မှာအမြင့်ဥဆိုတာပင်မဥကြီးကိုပြောတာဥရဲ့ပြီးတော့အမိတ်ရဲ့ပြီးတော့အသီးပေါ့အသီးလေးတွေရဲ့အကုန်လုံးကိုစားလို့ရပါတယ်သူ့ရဲ့အရသာကတော့ကြက်သွန်နီနဲ့ကြက်သွန်မိတ်နှစ်ခုပေါင်းစပ်ထားတဲ့အရသာမျိုးပေါ့ချိုဆက်ပေါ့ဗျာတကယ်ကိုအံဖွယ်တီးနာမည်မျိုးမြန်မာပြည်မှာဒီပင်ကိုစိုက်လို့ဖြစ်နိုင်ပါမလားအခုလိုဘုသူတာတွေထူးဆန်းတာတွေထပ်သိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်ထားဖို့မမေ့ကြနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ